โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့အာတီတာကိုတော့တကယ်ချင်းနေဒီလမ်းမှာစကားပြောပေးကြတော့ဒီတကယ်ချင်းနေဆွေးနွေးရနေပြီးတော့ဒီအာတီတာကိုအရှိုးရတယ်အာဆင်နယ်ဖန်တွေပါတော့ဗျာဒီမှာအာတီတာကိုထုတ်တင်ပြီးပေါ့ရှိုးတကယ်ချင်းနေလည်းမထုတ်တင်ဘူးဆိုတော့ဒီကနေ့ပတ်သက်ပြီးကျွန်တော်နည်းနည်းဆွေးနွေးကြည့်အောင်လို့အခုဒီ Manchester United ကို2-3နဲ့ရှုံးပြီးသွားတဲ့ပွဲပြီးတဲ့နောက်မှာဒီပွဲမတိုင်ခင်ကမပြောတော့ပွဲမတိုင်ခင်ကတော့Arsenal fan တွေအရန်ဟိုက်တယ်ဗျာတည်ရမလားManchester United ကို8-2နဲ့နိုင်ခဲ့တော့နော်သူတို့8-2နဲ့ရှုံးခဲ့ရတယ်ဗျာရှုံးခဲ့ရတော့ဒီအိမ်ဝင်းမှာသူတို့ဖောင်အရန်ကောင်းနေတဲ့အချိန်မှာအခု Manchester United ကိုပြန်ပြီးတိတ်မယ်လို့တည်ရမလားအခု Arsenal ရဲ့အသင်းကဘလို့ဖြစ်လိုက်တယ်လဲဆိုတော့ဒီအင်တာမီလန်ကိုသူတို့ချန်ပီယံလိဂ်မှာသွားပြီးတော့အင်တာမီလန်ရဲ့အိမ်ကွင်းမှာသွားပြီး1-3နဲ့နိုင်လိုက်တဲ့အချိန်လဲပါမှာပေါ့အဲ့တော့ရှေ့မှာ Nottingham Forest ကိုတည်ကြပါဗျာအဲ့တော့အင်တာမီလန်ကိုသူတို့အိမ်ဝင်းမှာသွားပြီး1-3နဲ့နိုင်လိုက်တဲ့အချိန်ပါသွားတဲ့အခါကျတော့ဟာ Manchester United ကိုလည်းအိမ်ဝင်းမှာတော့ကြိတ်ပြီးငါတို့ကကြိတ်တော့မှာပဲအဲ့တော့မင်းတို့2008ကအသင်းနဲ့အခု Arsenal အသင်းနဲ့ပြန်ကန်အောင်ဘယ်သူနိုင်ကြီးရှိလဲငါတို့ပဲကောင်းမှာငါတို့ပဲနိုင်ကြီးရှိတယ်ဘာညာနဲ့အရန် hype ကြတယ်ပဲတည်မလား Arsenal fan တွေအရန် hype ပြီးတော့အဲ့လို hype ထားပါလေရနဲ့တကယ်တမ်းဗဒယ်တွေ့ရဲ့အခါကျတော့Manchester United ကိုရှုံးသွားတယ်ပေါ့2-3နဲ့အိမ်ဝင်းမှာရှုံးသွားတဲ့အခါကျတော့မခံစားနိုင်ဘူးဗျာ Arsenal fan တွေအနေနဲ့ဆိုလည်းမခံစားနိုင်အဲ့တော့မခံစားနိုင်တဲ့ခါကျတော့အပြစ်ရှာစရာလူရှာတာပေါ့အဲ့တော့လေသူရှိလဲဆိုတော့ဇူဘာမန်ဒီကိုပြစ်ရှာမယ်ဆိုတော့လေဗျာသိရမလားဇူဘာမန်ဒီကိုကတည်းပြောရရင် player ဒီ player ကပရိသတ်တွေရဲ့အရှစ်တော်လို့ဖြစ်နေတာဗျာဇူဘာမန်ဒီကတကယ်လဲကောင်းတယ်ball distribution ဘာညာကောင်းတယ်နော် vision တွေဘာတွေအရန်ကောင်းတယ်ဆိုတော့ပရိသတ်အရှစ်တော်လို့ဖြစ်နေတဲ့ခါကျတော့ဇူဘာမန်ဒီကိုအပြစ်မတင်ရတော့နောက်ဆုံးအာဒီတာပဲလှည့်လာတာပေါ့အာဒီတာကိုထုတ်တင်တယ်အာဒီတာကိုထုတ်တင်တယ်ဖြစ်ကုန်ရောအဲ့တော့အာဒီတာကိုထုတ်တင်မထုတ်တင်တဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းဆွေးနွေးသွားအောင်ဆိုခုနောက်ပိုင်းမှာဘယ်လိုဖြစ်လာလဲဆိုအာဆင်နယ်ကဒီ FA Cup မှာတော့ Chelsea တို့ဘာလို့နိုင်နေဗျာ Portsmouth တို့ Chelsea တို့နိုင်နေချန်ပီယံလိဂ်မှာဆိုလဲသူတို့လုံးဝရှုံးဝဲမရှိဘဲနဲ့ကန်ထားတဲ့အသင်းပေါ့နော်အခုပြဿနာရှိတာပရီးမီးယားလိဂ်မှာအခု3ပွဲမှာဗျာသူလီဗာပူးကိုအိမ်ဝင်းမှာကန်ရတယ်တည်ကြသွားတယ်။ Nottingham Forest ကိုအဝေးကွင်းမှာတော့ကန်ရတယ်တည်ကြသွားတယ်။ပြီးတော့ Manchester United ကိုအိမ်ဝင်းမှာကန်တယ်2-3နဲ့ရှုံးသွားတယ်။အဲ့တော့ပရီးမီးယားလိဂ်မှာနည်းနည်း shaky ဖြစ်လာပြီဗျ။အဲ့ shaky ဖြစ်လာတာအမှတ်ပြတ်နေပြဿနာမရှိပေမဲ့သူတို့ကအမှတ်ပြတ်နေတာမဟုတ်ဘူး။4မှတ်ဆိုအရင်တော့အာဆင်နယ်10မှတ်กว่าတဲ့အချိန်ကတော့မှ Man City ကပြန်လိုက်နိုင်ခဲ့သေးတာဗျာသိရမလား။အဲ့တော့4မှတ်ဆိုတဲ့အတိုင်းအတာတစ်ခုကဘာမှမဟုတ်တော့ဘူးဗျာသိရမလားပြီးတော့ तू ကစပါးရဲ့အိမ်ဝင်းမှာသွားပြီးကန်ရအောင်ပါစပါးရဲ့အိမ်ဝင်းမှာတေးတမတ်ရဖို့တောင်တော်တော်ကန်ရမယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒါဒါဘီပွဲပဲသိရမလားတကယ်ပြိုင်ဘက်အသင်းဆိုတော့လုံးဝကိုချော်ပေးပြီးကန်မှာမဟုတ်ဟိုကလည်းကြိတ်မှာပဲအာဆင်နယ်ကွင်းမှာတမတ်ရဖို့တော်တော်ကန်ယူရမယ်ပြီးကျရင်မန်စီးတီးရဲ့အိမ်ဝင်းကိုသွားကန်ရအောင်မယ်အဲ့ဒီ3မှတ်ကလည်းမလွယ်ဘူးဗျတကယ်လို့ဒါစပါးကွင်းမှာဒါအချွတ်ချော်ဖြစ်လို့တေးကြတာတို့ရှုံးတာတို့ဖြစ်သွားရင်မန်စီးတီးကအနိုင်ကန်မှာတေချာပေါင်းအနိုင်ကန်မှာပဲအဲ့တော့အာဆင်နယ်အနေနဲ့ဘလို့မှဒီမရှောင်တော့ဘူးပေါ့နော်အေဗီလာကိုကတော့ကျွန်တော်အရင်ထည့်တွက်လို့မရဘာလို့လဲဆိုတော့အေဗီလာရဲ့လူစရင်အရာရောပေါ့နော်ပြီးတော့ဦးနိုင်အမလီဆိုအခုဆိုဘလို့သုံးလဲဆိုတော့သူကပထမပိုင်းမှာအရင်လူအင်အားကိုအပြည့်မသုံးမြောက်ဝက်ကင်းတို့ဘာလို့ပွဲစဉ်တစ်ခါလေးလမ်းအပ်တွေကတိတ်ထုတ်လို့မရှိဘူးဒုတိယပိုင်းလောက်မှာပြိုင်မဲ့အတင်းကဖောင်ကြပြီဆိုတော့မှဝက်ကင်းတို့ဘာလို့ထည့်ပြီးတော့မှအတကုံတိုက်လေးရှိတယ်ပေါ့နော်အေဗီလာကဒါပေမဲ့ကျွန်တော်နောက်ထပ်ကြံတဲ့ဒီ15ပွဲလုံးလောက်တော့အရင်ဖောင်ကောင်းနဲ့ဆက်ပြီးတော့ပရီးမီးယားလိဂ်ဖလာယာလောက်တဲ့အထိတော့ကောင်းသွားမယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့ဒီနှစ်ကတော့2သင်းပဲပေါ့နော်အာဆင်နယ်နဲ့မန်စီးတီးတွေကဒါတသင်းကတော့တေချာပေါက်ချန်ပီယံဖြစ်မှာပဲManchester United fan တွေအရင်ဟိုက်နာလည်းရှိတယ် Manchester United လုံးဝချန်ပီယံထိမျှော်မှန်းလို့ရနေပါဆိုအဲ့လောက်ထိလည်းမဟုတ်သေးဘူးဗျာတကယ်မလား Manchester United အနေနဲ့တော့အဲ့တော့အာဆင်နယ်ကဗျာဒီနှစ်မှာလူတွေလည်းအများကြီးဝယ်ပေးထားတယ်ပေါ့နော်အာဒီတာကိုလူတွေအများကြီးဝယ်ပေးထားတယ်ဟန်ကပ်ပီနော်အဘရီရှီအဇေနော်ဇူဘာမန်ဒီဘီတာဂျော်ဂီရဲ့နော်မော်စကွေဒါနော်မူဒီကီအများကြီးဗျာနော်မီခဲမိုဒီနိုရောအများကြီးဝယ်ပေးထားတဲ့ဟာကိုပြဿနာကဗျာအာဆင်နယ်ကရှေ့မှာဒီမာတင်အိုဒီကတ်ကိုကပတိန်လက်ပတ်ပေးထားတဲ့ခါကျတော့ပွဲစဉ်မှာဥပမာကျွန်တော်တို့ line up ထုတ်လိုက်ပြီဆိုလို့ရှိရင်အိုဒီကတ်ရဲ့ play style နဲ့အဇေးရဲ့ play style မတူဘူးဗျအိုဒီကတ်ကကြော်တော့သူက dribbler မဟုတ်ဘူးတော့
နောက်ကရတဲ့စူပါမန်ဒီတို့နော်ဒန်ဂလာရိုက်စ်တို့စီကရလာတဲ့ဘောလုံးကိုသူကယူပြီးတော့မှဖြန့်တာဗျာတိလားဖြန့်ပြီးတော့ဥမာဒီဘက်က6စာပဲ3-3ဒါမာတင်နယ်လီပဲ3-3မာတင်နယ်လီစီကိုဖြန့်နေများသောအားဖြင့်ကအာဆင်နယ်ကနည်းနည်းတစ်ဖက်ရင်းတဲ့သဘောရှိတယ်ဘယ်လိုလုံးဆိုတော့ဒီသူတို့ကဒီကော်နာတို့ဆက်ပြီးတော့လေအရန်ကိုခေါင်းတိုက်အားကောင်းတဲ့ခါကျတော့ဆာကာဘက်ကိုပို့တယ်ဆာကာရဲ့ dribbling နဲ့လိန်ခောက်တယ်တောင်းကန်ဘောရအောင်ယူတယ်ပြီးရင်တောင်းကန်ဘောကနေပြီးတော့ဂိုးဖြစ်ပြောင်းလဲတယ်အဲ့လိုပဲဆာကာဘက်ကိုရိမ့်တာများတယ်ဒါပေမဲ့အက်ဇေးကိုကျတော့အာတီတာမသုံးဘူးမြပြဿနာအက်ဇေးကကျတော့ဘောလာလုံးဝ dribbler သူကဝင်တိုးမယ်ဝင်တိုးပြီးတော့ space တွေရှာမယ်သူကအဲ့လိုကစားသမားမျိုးအဲ့ကျတော့အာတီတာပြဿနာအက်ဇေးကိုမသုံးပြီးတော့ဗီတာယိုကီကပါလို့ရှိရင်ဒီတိုက်စစ်မှာ space တွေအရန်ရတယ်ဗျဒါပေမဲ့အာဆင်နယ်အခုကစားတဲ့အာတီတာကစားတဲ့ပုံကကြအဲ့လိုမျိုးမဟုတ်ဘဲနဲ့သူကအရန်ကိုတစ်ဖက်ရိမ့်ပြီးစာကာဘက်ကပဲအရန်သွားခြင်းနဲ့ပြီးရင်ဒီတောင်းကန်ဘောတွေကိုအရန်အားပြုတယ်အဲ့လိုဖြစ်နေတဲ့အခါကျတော့ဒါအဲ့ဒီအာဆင်နယ်နဲ့မန်ယူနိုက်တက်နဲ့ပွဲနေမှာလေပြောသွားပါတယ်ဒီပက်ထရစ်ဗီအဲဒါမန်ချက်စတာယူနိုက်တက်ကတမတ်ရကျင်တာလားအာဆင်နယ်က3မှတ်ရကျင်တာလားတိတ်မသေးကြဘူးတဲ့ဘာလို့လဲဆိုတော့တမတ်ရကျင်တဲ့အတင်းက3မှတ်ရကျင်တဲ့အတင်းလို့စော့နေလို့တဲ့နော်3မှတ်ရကျင်တဲ့အတင်းကကျတော့အာဆင်နယ်ကတော့ဒီတမတ်ရကျင်တဲ့အတင်းလို့ပဲအရန်မတိုက်ဖင်းနေဗျာတည်မလားအရန်တိုက်တာတော့တိုက်တယ်ဒါပေမဲ့အရင်ဘောလုံးကိုသိရမလားကန်တဲ့နေရာမှာကန်ပလိုက်ရမယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဟာဒီတောင်းကန်မောတွေပါရဖို့ပဲအရန်ကြိုးစားနေတဲ့အခါကျတော့ကစားပုံလည်းပြက်တယ်ဗျာသိရမလားအဲ့လိုပြောနေတာအားကြောင့်အာဒီတာကိုဝိုင်းပြီးတော့ဗလိန်ကြရပါတော့ကျွန်တော်ထင်ကတော့အာဒီတာကိုမထုတ်တင်သေးဘူးဗျမထုတ်တင်သေးဘူးဆိုတာရှားကြောင်မဟုတ်ပရီးမီးယားလိဂ်မှာသူတို့အမတ်ဒီမနစ်ကဆိုလေသူနှစ်တိုင်းဒီဒုတိယတွေနဲ့ဆက်ပြီးတော့နေတယ်ဆိုတော့အာဒီတာကိုဆက်ခံထားမယ်ဆိုအနည်းဆုံးတော့ခင်ဗျာချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဗျာတကယ်လို့ခင်ဗျာအာနီစလော့လိုမျိုးတည်ရမလားအာနီစလော့လိုမျိုးဝုန်းဆိုရောက်လာမယ်နော်ရှိတဲ့လူစင်းနဲ့လုတ်ပြမယ်လုတ်ပြပြီးတော့ပရီးမီးယားလိဂ်ဖလိုက်ကောက်သွားမယ်ဒီလိုဆိုရင်တော့တမျိုးဗျာခင်ဗျာဒါထီပေါက်တာပဲအဲ့လိုမှမဟုတ်ဘဲနဲ့အခြားနီးပြတွေလိုပဲခေါ်လိုက်မန်ချက်စတာယူနိုက်တက်လိုပဲခေါ်လိုက်နီးပြအစင်မပြေလိုက်ဖေးအောက်ရောက်ဝါလိုက်ဆိုရင်တော့ဒါအာဒီတာကိုပဲတတိုင်းဆက်ခံထားတာပို့ပြီးတော့ကောင်းမယ်ဗျာတိလားမဟုတ်ဘဲနဲ့အာဒီတာကြီးကိုထုတ်ပလိုက်ပါပြီရဲ့နော်အာဒီတာတိဆောက်ခဲ့တဲ့အတင်းအခုဆို तू ကလူငယ်ကစားသမားတွေလည်းသူ့လက်ထက်မှာအများကြီးကောင်းလာဆာကာတို့မာတင်နယ်လီတို့နော်ပြီးဒီစလီးဘာတို့လူငယ်ကစားသမားတွေလည်းတက်လာတာအများကြီးဗျာတိရမလားပြီးသူ့ရဲ့ကစားဝက်ကလည်းဖောင်ကျနေပြီကစားဝက်ကလည်းဖောင်ကျနေတဲ့ခါကျတော့အာဒီတာကိုနောက်ထပ်အချိန်ကျွန်တော်ကတော့ထပ်ပေးတင်တယ်လို့မြင်နေဗျာတကယ်လို့တခုတော့ရှိတာပေါ့ဒီနေ့ခင်ဗျားအာဆင်နယ်ကချန်ပီယံလိဂ်ရရင်ရမဟုတ်လို့ရှိရင် trophy တွေကတခုခုရဒါမှမဟုတ်လေleaf လားပေါ့ဒီပရီးမီးယားလိဂ်ဖလားဖြစ်ဖြစ်ရဗျာအဲ့လိုဆိုရင်အာဒီတာကိုဆက်ခံနေတယ်အဲ့လိုမှမဟုတ်ဘဲနဲ့မန်ချက်စတာစီးတီးကပတ်ကဗျာတည်ရမလားအရင်အမှတ်တွေပြတ်ကြော်တက်သွားပြီးတော့ပတ်ကွာဒီယိုလာပရီးမီးယားလိဂ်ဖလားရအဲ့လိုမှမဟုတ်ရင်လည်းချန်ပီယံလိဂ်တွေပါလေအရှားတယောက်ကရဗျာအာဆင်နယ်ကမရဘူးပြီးရင်ပရီးမီးယားလိဂ်ဖလားကိုလည်းပတ်ကရသွားတယ်ဘာမှမရဘူးဆိုရင်ပတ်ကွာဒီယိုလည်းရသွားရင်ကိုအဆင်ပြေဗျာဘာလို့လဲဆိုတော့ပတ်ကွာဒီယိုလာလူရင်းအင်အားမှလည်းဒီအများကြီးပတ်စံတွေအများကြီးတုံးပြီးတော့ဖြည့်တင်းထားတယ်သူတို့ squad အနေနဲ့ပေါ့နော်ပတ်စံတွေအများကြီးတုံးပြီးဖြည့်တင်းထားတဲ့အတွက်ကြောင့်ခွာကြီးရောက်အောင်မယ်ဆိုရင်လည်းအဆင်ပြေတယ်အာဒီတာကိုဆက်ခံထားတယ်အဲ့လိုမှမဟုတ်ဘဲနဲ့နောက်ကလိုက်လာတဲ့ဦးနိုင်အမရီကနော်အက်စတွန်ဗီလာနဲ့ဦးနိုင်အမရီကနော်အာဆင်နယ်နဲ့မန်ချက်စတာစီးတီးကိုကြော်ပြီးတော့ပရီးမီးယားလိဂ်ဖလားရသွားရဆိုရင်တော့တေချာတယ်ခင်ဗျာအာဒီတာကိုထုတ်လိုက်တော့ဘာဖြစ်လို့ဆိုတော့လူစင်းရင်လည်းအများကြီးမဝယ်ထားဘူးနော်ရှိတဲ့လူတွေတောင်ထုတ်ရောင်းနေတဲ့ဒီလိုအသင်းကနေပြီးတော့ခင်ဗျာအာဆင်နယ်ကိုကြော်ပြီးတော့ပရီးမီးယားလိဂ်အာဒီတာ6နှစ်လောက်တိဆောက်လာတဲ့အာဒီတာရဲ့အသင်းကိုကြော်ပြီးတော့ပရီးမီးယားလိဂ်ဖလားရသွားရဆိုရင်တော့အာဒီတာကိုနောက်လဲမလာနဲ့လာလဲမနောက်နဲ့တခါတည်းခင်ဗျားကိုထုတ်လိုက်တယ်နော်ဆိုရင်တော့ခင်ဗျာအဲ့တက်ကောင်းတဲ့နီးပြတွေကဒီနှစ်ကကဘာဖလားလေးရှိတော့ကဘာဖလားပြီးသွားတဲ့ခါကြလို့ရှိရင်ဒီတက်ကောင်းတဲ့နီးပြတွေကအများကြီးလာအောင်ပါဗျာတည်ရမလားဟန်စီဖလစ်ကတော့မရပါဘူးနော်ဒီတက်ကောင်းတဲ့နီးပြတွေကအများကြီးလာအောင်ပါနော်နာဂစ်မန်တို့တည်ရမလားလူးစ်အင်ရီကေတို့နော်ဘရာဇီးနီးပြနော်အန်ဆယ်လော့တီတို့အများကြီးရအောင်ပါဆိုတော့တကယ်လို့ဒီနှစ်မှာဖလားတစ်ခုခုမရဘူးဒါမှမဟုတ်ဦးနိုင်အမေရိကရသွားရဆိုရင်တော့အာဒီတာဒီနေ့အတွက်ကတော့ဒီလောက်ပဲဖြစ်တင်တယ်လို့ကျွန်တော်ကထင်